Hello, what's up? ဒီနေ့ကဒီပေါ့နော်ဒီ Sweden အခြေ site ပေါ့နော် E-link ဆိုတဲ့ band ပေါ့နော်ဆိုတော့ဒီ band ကဒီပေါ့နော်ဒီ Symphonic ပေါ့နော် Symphonic ဒီတက်မဲ့တယ်တို့ melody တက်မဲ့တယ်တို့တော်တော်များတယ်ပေါ့နော်သူတို့ band ရဲ့ပုံစံပေါ့နော်တော်တော်မိုက်တယ်ကျွန်တော်တော်တော်ကြိုက်တယ်ပေါ့နော်ကြိုက်တယ်ဆိုတာပုံမှန်တော့ဒီ software နေပါညာတွေကတော့တိတ်တော့နားထောင်လေးတော့တိတ်တော့မရှိဘူးပေါ့နော်ဒါပေမဲ့ဒီ band ကတော့တော်တော်မိုက်တယ်ကျွန်တော်ဟိုးအရင်တော့ကတော့ဒီရန်ဖွန်ရခနားထောင်တယ်ပေါ့နော်ဒီအဓိကတော့ဒီ vocal technique တွေကြိုက်တယ်နောက်ပြီးသူတို့တီးထားတဲ့ဟာတွေပေါ့နော်တီးထားတဲ့ music တွေတော်တော်မိုက်တယ်ပေါ့နော်ဆိုတော့ဒီသူတို့တီးထားတာတွေကျွန်တော်တော်တော်လေးစိတ်ဝင်စားတော်တော်ကြိုက်တယ်ပေါ့နော်ဆိုတော့နားထောင်ကြည့်ရအောင်နော်ဒီကောင်ကတော့ဒီထွက်တာက2024ထဲမှာထွက်ထားတာပေါ့နော်ဟုတ်စော်ရကျန်းတယ်နော်ဂီတာသမားကျွန်တော်တော်ကြိုက်တယ်ဂီတာ riff နဲ့ drummer နဲ့ပေါ့နော်အိုး vocal ရဲ့ကျူးစင်နော်ဒီဆိုက vocal ရဲ့တော်တော်ကောင်းတယ် high pitch တွေလည်းတော်တော်မိုက်တော်တော်ငိမ့်တယ်ပေါ့နော်ကျွန်တော်ဒီပေါ့နော်ဒီ symphonic တက်မဲ့တယ်တော့ gothic တော့ဒီ vocal တော်တော်လေးဦးစားပေးတယ်ပေါ့နော်ဆိုတော့ clean လည်းဖြစ်ရမယ် high တွေလည်းတော်တော်လေးနိုင်ရမယ်ပေါ့နော်ဆိုတော့ဒီ soul ကြီးကတော်တော်မိုက်တယ်ကျွန်တော်ဒီဒီ symphonic ထဲမှာဆိုလို့ရှိရင်တော့ဒီ flash card apocalypse ဆိုတော့ပေါ့နော်အဲ band လည်းတော်တော်မိုက်တယ်ပေါ့နော်ဆိုတော့ဒီ band လည်းတော်တော်မိုက်တယ်ပေါ့နော်ဆိုတော့သူတို့အဓိကတော့ကျွန်တော်သူတို့ရဲ့ဒီmusic ဒီစောက်ပုံတွေနောက်ပြောလို့ရှိလို့ရှိရင် solo တွေပါတော်တော်လေးနားထောင်ရတာမိုက်တယ်ဥပမာဒီပေါ့နော်ညဖက်တွေပေါ့နော်ညဖက်တွေပါညာတွေမှာနားထောင်ပို့အဆင်ပြေတယ်ပေါ့နော်ဒီလို band တွေကBrown ကမှတော့တော့Vocal smooth နော်ဆိုရ vocal ရတော်တော်ငိမ့်တယ်နော်နောက်ကျဒီ drum ကတော်တော်မိုက်တယ် drum လည်းတော်တော်အကုန်မိုက်တယ်ဒီအများဖြစ်ကတော့ကျွန်တော်ဒီပေါ့နော်ဒီ symphonic တို့ဒီ melody တက်မဲ့တယ်တို့ကတီးတာတွေကတော်တော်မိုက်တာပေါ့နော်ဒါပေမဲ့ဘာဖြစ်လို့လဲတော့မသိဘူးเนาะကျွန်တော်တို့နိုင်ငံမှာတော့တိတ်ပြီးတော့မှမကြိုက်ကြဘူးတိတ်နားမထောင်ကြဘူးတင်တယ်ကျွန်တော်နိုင်ငံမှာတော့ကောတွေတော်တော်ကြိုက်ကြတယ်ကောတွေပါကောညာကောပေါ့เนาะဒီမဲတဲ့ကောပါကောဒီမြန်မာကောပေါ့เนาะဆိုတော့ကောတွေတော့နားထောင်ကြတယ်ထင်တယ်ပေါ့เนาะဆိုတော့ကျွန်တော်လည်းထွက်လာတဲ့ band တွေကတော့ဒီကောတို့ဒီ modern metal တွေတော့များတယ်ပေါ့เนาะနည်းနည်းဒီနဲ့လူကြီးဆန်တဲ့ဒီheavy ပေါ့เนาะနည်းနည်းတော်တော် professional ပို့ပြီးတော့မှဆန်တယ်ဆိုတော့တဲ့ပို့ပြီးတော့မှလည်းရင်းကျက်တာပေါ့နော်ရင်းကျက်တဲ့ဟာတွေတော့တိတ်တော့မထွက်လာသေးဘူးပေါ့နော်opera တွေလည်းမိုက်နော်တော်တော်မိုက်တယ်သူတို့ကဒီရောနော်ခွာရတွေ opera တွေအကုန်လုံးပေါ့နော် classic ပုံစံမျိုးတွေသူတို့တွေကတော်တော်မိုက်တယ်ပေါ့နော်သူဒီသူတို့ show ပွဲတယ်ဆိုရင်ပို့ပြီးတော့မှမိုက်တယ်ပေါ့နော်သူတို့ show တွေကြီးတာတော်တော်လေးချက်သိန်းအောင်ထနိုင်တယ်ပေါ့နော်သူတို့ show ပွဲတွေမှာသူတို့ movie ကတော်တော်မိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြန်နားတော့ကြည့်အောင်ဆိုရကျန်းတယ်နော် Oh. Very vocal တိတ်တော့မကြိုက်ဘူးကြီးရဖို့ကြိုက်တယ် riff ကမိုက်လိုက်ဒီ band မှာကျွန်တော် soul ရဲ့ vocal ပိုကြိုက်တယ်ပေါ့နော်ဒီ bass vocal ကတော့တည်ရတိုင်းပဲဒီ
တမင်ယွန်းကြပဲပေါ့နော်ပုံမတွေ့နေကြတဲ့မှာဘာမှတိတ်တော့ထူးခြားခြားတော့မပါဘူးဒါပေမဲ့ဂီတာတွေဒီပေါ့နော် drum တွေပေါ့နော်တော်တော်မိုက်တယ်သူ music ပေါ့နော် music ကတော့တော်တော်လေးမိုက်တယ်ပေါ့နော်ဆိုတော့ဒီစမုန်းနဲ့ဒီမဲ့တဲ့ကြိုက်တဲ့လူတွေတော့ကတော့ဒီလူပန်တွေကနားထောင်ကြည့်စေချင်တယ်ပေါ့နော်တော်တော်များများလည်းသိမှာပေါ့နော်ကြိုက်တဲ့လူတွေကတော့ကျွန်တော်တို့ကတော့ဒီတက်ကောတော့ပါတော့ကောသမားတွေပေါ့နော်ကောသမားဆိုတော့ကောတွေနားထောင်တာများဆိုတော့တိတ်တော့နားထောင်လေးတော့တိတ်မရှိဘူးပေါ့နော်ဆိုတော့ဒီအခုနောက်ပိုင်းတော့ကျွန်တော်ဒီတော်တော်လေးရှာပြီးနားထောင်နေတယ်ပေါ့နော် effect channel တွေပေါ့နော်ဒီကောတေတိုချမောနစ်တို့ပါတော့ပေါ့နော်ဒီအဓိကတော့နားထောင်တာပေါ့နော်နားထောင်ပြီးတော့မှဘယ်လိုမျိုးလဲပေါ့နော်ဒီတခါကျတော့လေဒီကောတွေနားထောင်တာများတော့လည်းနည်းနည်းတော့ညီးငွေ့လာပြီပေါ့နော်ဆိုတော့အစ်စ်ပေါ့နော် taste အစ်စ်ပေါ့ခါလာကြီးကမိုက်နော်ဆိုလိုဝင်တာနဲ့ခါလာကြီးကမိုက်တယ်ဆိုတော့ကျွန်တော်မဖွင့်သေးဘူးပေါ့နော်သူဆိုလိုတွေကတော်တော်လေးမိုက်မဲ့ပုံမှာရှိတယ်ပေါ့နော်ဆိုတော့ဒီအများပြစ်ကတော့ဒီmelody တက်မဲ့တယ်တို့ပါတို့ပေါ့နော်ဆိုတော့ဂီတာတော်တော်လေးမိုက်တယ်ပေါ့နော်ဆိုတော့အဲ့လို guitarist တွေကလည်းကျွန်တော်နိုင်ငံမှာနည်းနည်းတော့ရှားတယ်ပေါ့နော်ကျွန်တော်တွေ့ရ2ပန်3ပန်တော့တွေ့တယ်ပေါ့နော်ဆိုတော့ဒီbreakdown တွေတီးမယ်ဆိုတာတွေတော့နည်းနည်းတော့များတယ်ပေါ့နော်ဆိုတော့ကျွန်တော်နားထောင်ကြည့်အောင်ဆိုလို့ဘယ်လိုသွားတာလဲဆိုတာမိုက်နော်အရင်နဲ့ဆိုင်းတော့မဟုတ်ဘူးရိုးလေးနဲ့တော်တော်မြင့်နေမိုက်နော်မျောသွားလို့ရနော်bass က juicy ဒီတချင်းဖွဲ့စည်းပုံကတော့တိတ်တော့အရင်ရောဒီပုံစံတွေကတော့တူပဲပေါ့နော်တူတာနည်းနည်းတော့များတယ်ပေါ့နော်ဒီစံပွန်းနစ်တွေကဒီသူတို့ဒီ melody သွားတဲ့ပုံစံတွေဒီပုံစံတိုင်းပဲသွားတယ်အများကြီးတော့ထူးခြားခြားတော့မရှိဘူးဒါပေမဲ့တီးတာတွေကတော်တော်မိုက်တယ်ပေါ့နော်တီးတာတွေကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်တော်တော်လေးဥပမာလေးလာမဲ့အနေနဲ့နားထောင်မယ်ဆိုလို့ရှိရင်တော့ပေါ့နော်တော်တော်မိုက်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဂီတာတီးထားတာတွေကဆိုတော့ MMA တော့ချလို့ရနော်မိုက်တယ်နော် idea ကသူတို့တီးထားတာဒီပေါ့နော်တချင်းကတော့ဒီတိုင်းပဲပေါ့နော်ဒီ verb 1 verb 2 chorus အကုန်လုံးကတူတယ်ဒါပေမဲ့တီးထားရတယ်မထင်မှတ်ပဲနဲ့အဲ့လိုမျိုးပေါ့နော်ပြောင်းသွားတာလေးရှိတယ်ဥပမာဒီသူတို့ဒီ rip တွေပါဆိုလို့ချင်းတယ်တူတယ်လို့ထင်ရပြီမတူဘူးပေါ့နော်သူတို့ကတူတရံအောင်နဲ့မတူဘူးပေါ့နော်အဲ့လိုလေးရရှိတယ်ပေါ့နော်မိုင်းလိုက်လားbro mai noပြီးသွားပြီလားဆိုရအဲ့ performance ရကျွတ်စင်နော်
Okay ဒါကတော့ Sweden band ပေါ့နော် Sweden band တွေကလည်းတော်တော်မိုက်တယ်ပေါ့နော်ဆိုတော့ဒီနောက်ဆုံးဒီပေါ့နော်သူတို့တီးသွားတဲ့ဟာဆိုတော့သူတို့ဒီ outro ပေါ့နော်ဆိုတော့ ending ပေါ့ဆိုတော့အဲ့ဒါဆိုလို့ရှိရင်သူတို့ကဒီ performance ပြဖို့တော့ကိုသူမျိုးသက်သက်ကိုအဲ့လိုမျိုးတီးထားတယ်ထင်တယ်ပေါ့နော်တော်တော်မိုက်တယ်နောက်ပြီးတော့ဒီအစနဲ့ဆုံးထိတယ်သူတို့အဲ့လိုပြောင်းသွားလေးပေါ့နော်အဓိကတော့ music ပေါ့နော် music အဲ့လိုမတိမတာဘယ်နဲ့ပြောင်းသွားတယ်အများကြီးပဲနော်တော်တော်မိုက်တယ်ဆိုတော့တခြားသချင်းတွေလည်းတော်တော်မိုက်တယ်ပေါ့နော်ဒီကောင်ကတော့ကျွန်တော်ဒီသူတို့နောက်ဆုံးထွက်ထားတဲ့ဟာဆိုတော့ကျွန်တော်ဒီ reaction လုပ်တာပေါ့နော်ပထမဟာတွေအရင်တော့ဟိုးရင်တော့ဟာတွေဆိုတော့သူတို့က2014ထင်တယ်ပေါ့နော်ဘန်ကစတာပေါ့နော်2014ထင်တယ်ပေါ့နော်ဆိုတော့ဆိုတော့တော်တော်မိုက်တယ်ပေါ့နော်အဲ့အရင်တော့ကလေးอ่ะပေါ့နော်ထွက်ခဲ့ရသချင်းတွေတော်တော်မိုက်ကျွန်တော်အကုန်လုံးတော့ကျွန်တော်နားမထောင်ဘူးပေါ့နော်ဆိုတော့3-4ဖို့တော့နားထောင်တယ်ပေါ့နော်နားထောင်ကြည့်တယ်တော်တော်မိုက်တယ်ကျွန်တော်ဒီပေါ့နော်ဒီအဓိကတော့ဟိုဘယ်လိုပြောမလဲကျွန်တော်ကအရင်တော့ဆိုစော်ပန်နေဆိုကျွန်တော်တိတ်နားမထောင်ပေါ့နော်ဆိုတော့နားထောင်ဒါပေမဲ့အခုနောက်ပိုင်းတော့အဲ့လိုစော်ပန်ရယ်ဘာပန်ရယ်ပေါ့အဲ့လိုတော့မဟုတ်ဘူးပေါ့နော်ဆိုတော့သူတို့တီးတာတွေမိုက်တယ်နောက်ပြတော့ကျွန်တော်ဒီပေါ့နော်သူတို့ music array လုပ်ထားတယ်မိုက်တယ်ဒီ vocal တွေဒီပေါ့နော်အကုန်လုံးမိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်အကုန်လုံးနားထောင်ပေါ့ဒီ band ကတော့တော်တော်မိုက်တယ်ဒီ sorry ပေါ့နော်ဒီဒီ symphonic မဲ့တဲ့ကြိုက်တဲ့လူတွေအတွက်ကတော့တော်တော်လေးနားထောင်လို့အဆင်ပြေတဲ့ band လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့တော်တော်များများလည်းသိမှာပေါ့နော်အဓိကတော့မသိသေးတဲ့လူတွေအတွက်ပေါ့နော် okay thank you guys